တွေအမဲစေတော့သေသားချေတယ်ဒါပေမဲ့အချိန်အများကြီးမပေးနိုင်တဲ့သူတွေအတွက်တင်းတိမ်မဲစေသေသားနေပေါ့နော်အမပြပေးမယ်ပထမဆုံးပေါ့နော်အခုဆိုအမဆိုမင်းသားလေးသေပြီးပြီပေါ့နော်မင်းသားလေးသေပြီးပြီသူရဲ့ဒီကောင်အဖချေကနော်စီနဲ့မိုက်ပါတဲ့အတွက်သူကတင်းတိမ်တွေအမဲစေတွေကိုသူကသေသားစေပြီးမင်းသားလေးဘုသူကဖွေးနူစေတယ်ကိုလေချေပါတယ်မင်းသားတဲ့ဆေးလေးပေါ့နော်သူရဲ့အဖချေကဒီလိုဗလန်လေးပါတယ်ဒီလိုဗလန်လေးပါတဲ့အတွက်မြင်းနာမရှိတဲ့ဂျင်းများဖို့သူကနက်စာတန်းဆေးပေးတဲ့ဖက်ဒီကထွက်တဲ့ဒီလိုဗလန်ပါတယ်မြင်းနာတဲ့ဆေးလေးနော်ပထမဆုံးမြင်းနာလေးသေပြီးပြီကိုကလောက်ဝအချိန်လောက်မပေးနိုင်တဲ့သူတွေဆိုဒီလိုမြင်းနာလေးအရေးသိမ့်မဲ့ပေါ့နော်ပြီးမှဒီလိုခရင်ဘူးလေးသူဒီခရင်ဘူးလေးကသူကဒေးရောနိုင်ရောသုံးလို့ရတဲ့ခရင်ဘူးလေးပေါ့နော်သူကတင်းတိမ်တွေအမဲစေတွေပို့လဲသူကတဲသားစေတဲ့အပြင်မင်းနာမရှိတဲ့အမရောပေါ့နော်အမရောခြိုက်ခွဲလေးပဲသူကတဲသားစေတဲ့ဒေးရောနိုင်ရောသုံးလို့ရတဲ့ဖက်လီကထွက်တဲ့ဒီလိုခရက်ဘူးလေးပေါ့နော်သူဖို့ဘလို့တေစားလဲဆိုတော့မအိုဆေးလို့တာသူကတေစားတာပေါ့နော်သူကမင်းနာမရှိတဲ့အရေးချောင်းတွေပို့လဲသူကတဲသားစေတယ်ဒီမိုင်းမြင်းနာတဲ့အတော်တဲ့စိတ်ဝင်းအောင်တီသူကိုလိပ်ပေးပေါ့နော်အရေးချောင်းကိုလည်းသေသားစေတယ်ဘူးလေးပေါ့နော်ချိန်မပေးနိုင်တဲ့သူတွေဆိုဒီလိုနေဖေးလေးဖို့ဒီလိုတုပ်ပေးဒေးရောနိုင်ရောတုပ်ရတဲ့အတွဲပြီးမှကိုကအထဲမှာကိုမစမ်းခရလေးလေးရှိမဲ့နေခါလေးတွေရှိမဲ့ဆိုတော့ဒီလိုစမ်းခရလေးဖို့လိတ်ပြီးရတော့တနာခါကြိုက်တဲ့သူဆိုတနာခါလေးလိတ်လို့ရပါတယ်ရှေ့ဒါကတော့အချိန်လောက်မပေးနိုင်တဲ့သူတွေတွေ့ဆိုဒီလိုအတွဲလေးသာပုတ်ပေးပေါ့နော်ဒီလိုအတွဲလေးကအခုချိန်မှဝဲရည်ဒီတဘူးဝဲတာနေအမော်တို့ကဒီလိုအသားဖြူချေချော်တဘူးကိုပေးတယ်သူ့ဝဲရည်လဲပေးတဲ့အတွက်အခုချိန်မှဝဲရည်နေပဲကိုလေဆောင်အနေပြေရတဲ့အတွက်အရန်တတ်တယ်ဒီလိုနပူးဝဲတာနေဒီလိုနပူးဝဲတာနေဒီလိုနပူးအသားဖြူချေချော်ဒူးမဲချိုင်းမဲပေါ့နော်ဂုံမဲတဲ့နေရအကုတ်တိုက်လို့ရဒီလိုနပူးဖို့အမတော်က9000ကျော်ဖို့လဲဆောင်လေနေသေးကူလဲဆောင်အနေဖြင့်ထဲပေးနေပါတယ်ရှင်အခုချိန်မှာတင်းတယ်တွေအမဲစေတွေသေသားချိတဲ့သူဆိုအချိန်လဲအများကြီးပေးစမ်းမလို့ပဲနဲ့ဒီအတွဲလေးဖို့တုံးပြီးလဲဆောင်လေးတွေဖို့နေသေးကူလဲဆောင်လေးတွေဖို့ယူလို့ရပါပြီရှင်လဲဆောင်ကတော့အကန့်အသတ်နော်လဲဆောင်ကအများကြီးမရှိပါဘူးလဲဆောင်ကုန်းရလဲဆောင်နားပါမယ်ရှင်